ခမဝိတ်ချတဲ့အချိန်မှာဝိတ်တော့ကြပြီမဲ့ခန္ဓာကိုယ်ကလေးလံနေလို့ခံစားရတယ်အားလင်းနေလို့ခံစားရတယ်အဲ့ဒါဘာကြောင့်ဖြစ်တာလဲဝိတ်ချတဲ့အချိန်မှာအစားအစာလျှော့ရတယ်ကယ်လိုရီလျှော့စားရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ခန္ဓာကိုယ်ကိုဆိုရင်လျှော့ပေးလိုက်တဲ့သဘောဖြစ်သွားပါတယ်အဲ့ဒါကိုအကျင့်မချိသေးတဲ့ခန္ဓာကိုယ်ကအစီကိုစွမ်းရည်အဖြစ်တန်းပြီးတော့မလောင်ကျွမ်းနိုင်သေးတဲ့အတွက်နေသွားတဲ့ကာဗွန်ဟိုက်ဒရိတ်နဲ့ဂလိုက်ကိုဂျင်တွေကြောင့်အားနည်းတယ်လို့ခံစားရတာပါအထူးသဖြင့်လေ့ကျင့်ခန်းတွေလုပ်တဲ့အချိန်မှာပိုတိတာပါတယ်စားတာနည်းလို့ရှိရင်ခန္ဓာကိုယ်ကလည်းစွမ်းရည်ရတာနည်းမယ်ခန္ဓာကိုယ်ကစွမ်းရည်ရတာနည်းလို့ရှိရင်စွမ်းဆောင်ရည်လည်းကျသွားနိုင်ပါတယ်နောက်တစ်ခုကတော့ဝိချာနီးမှန်လို့ရှိရင်ကြွက်သားတွေဆုံးရှုံးနိုင်ပါတယ်လိုင်းမော်ကတွေ့သမျှဒါမှမဟုတ်တဘာဝအတိုင်းမဟုတ်တဲ့ဆေးတွေတောက်တာအဖြစ်ကြောင့်ခန္ဓာကိုယ်မှာရှိတဲ့အဆီတွေအပြင်ကြွက်သားတွေပါဆုံးရှုံးသွားပါတယ်အဲ့ဒါကြောင့်ခန္ဓာကိုယ်ကအရင်လိုအလေးတွေမမနိုင်တော့တာတို့ပြီးရင်အပင်မခံနိုင်တာတွေဖြစ်စေတာဖြစ်ပါတယ်ဒါကြောင့်ဝိချာနေတဲ့အချိန်မှာလည်းပရိုတင်းလုံလောက်အောင်စားပေးဖို့ကလိုအပ်ပါတယ်ဝိချာနီးမှားလို့ရှိရင်ဝိတ်အပြင်ကြွက်သားတွေပါလျော့မယ်အဲ့လိုကြွက်သားတွေပါလျော့ကျသွားလို့ရှိရင်ခန္ဓာကိုယ်ကလည်းစွမ်းရည်သုံးဆွဲတာပိုနည်းမယ်အဲ့တော့ရေရှည်မှာဝိတ်ပြန်တက်ဖို့လွယ်မယ်အဲ့လိုသဘောမျိုးပါပဲနောက်ပြီးတော့ဂလိုက်ကိုဂျင်ရဲ့တက်ရောက်မှုကလည်းရေးပါပါတယ်ဒီစီတဲ့ကာဗွန်ဟိုက်ဒရိတ်မှာပါတဲ့ဂလိုက်ကိုဂျင်ကိုကြွက်သားတွေလှုပ်ရှားလို့ရှိရင်သုံးဖို့အတွက်ကြွက်သားတွေထဲမှာသိမ်းထားတတ်ပါတယ်ဒါကြောင့်ဂလိုက်ကိုဂျင်အရာနည်းတာကခန္ဓာကိုယ်ကိုအားနည်းတယ်လို့ခံစားရစေနိုင်ပါတယ်ဒါဆိုရင်အဲ့လိုအားနည်းတယ်လို့ခံစားရပြီနဲ့ဝိချလို့ရဖြေရတော့ရပါတယ်ခန္ဓာကိုယ်ရဲ့ကြွက်သားတွေမဆုံးဆုံးစေပဲနဲ့အစီကျဖို့ဆိုလို့ရှိရင်တည်တည်ချာချာတိဆောက်ထားတဲ့ဝိချာနီး program တွေဒါမှမဟုတ်တိကျတဲ့ကယ်လိုရီလိုအပ်ချက်ကိုတွက်ချက်ပြီးတော့စားသုံးတာတွေအစားအသောက်တွေမဟုတ်ဘဲနဲ့ recovery ကိုပါတည်တည်ချာချာယူဆိုင်ပြီးတော့အနားယူပေးတာတွေနဲ့ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကိုအားနည်းတယ်လို့မဖြစ်စေပဲနဲ့ဝိချနိုင်မှာဖြစ်ပါတယ်အဲ့လိုဘယ်လိုလုပ်ရမလဲတိတိကျကျသိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ FGFN ရဲ့ Beginner Develop Program မှာတိတိကျကျလမ်းညွှန်ပေးထားပါတယ်။တကယ်ကောင်းမွန်တဲ့ဝိချနီဆိုတာကပေါင်ချိန်ဆက်ပေါ်ကနံပါတ်တွေညံ့ညံ့ရော့နေသွားဖို့တဲ့ခန္ဓာကိုယ်ကနေကြွက်သားရောဆွမ်းဆောင်ရည်ပါမကျဆင်းစေပဲနဲ့အစီပူတွေပဲလောင်ကျွမ်းအောင်လုပ်တာမျိုးပြောတာဖြစ်ပါတယ်။ဒါမှလည်းရေရှည်မှာဝိကျက်မတက်ဘဲနဲ့ခန္ဓာကိုယ်ကိုထိထားနိုင်မှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ခင်ဗျားအနေနဲ့ဗာလေ့ကျင့်ခန်းတွေလုပ်ရမယ်ဘယ်လိုတွေစားတောက်နေထိုင်ရမှန်းမသိရောင်းလဲလဲဖြစ်မနေချင်တော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ FGFN ရဲ့သိပ္ပံနည်းကျတိစောက်ထားတဲ့ program တွေကလမ်းညွှန်ပေးပါလိမ့်မယ်ကျွန်တော်တို့ FGFN မှာအခုမှကျင်းစားစောမယ် beginner တွေအတွက်ကြွက်သားတိုးချင်တဲ့သူဆိုလို့ရှိရင် beginner master game program နဲ့အစီကျချင်တဲ့သူဆိုလို့ရှိရင် beginner fat loss program ဆိုပြီးတော့နှစ်မျိုးရွေးချယ်ဝယ်ယူနိုင်ပါတယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ message box ကနေဒါမှမဟုတ် description မှာထည့်ထားပြီးတဲ့ဒီ Telegram account ကနေဆက်သွယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျာ